ကျမမှာအမွာလေးတွေကိုဝင်ရှိနေပြီဆိုတာသိလိုက်ရတဲ့နေ့ကဆေးလင်းယောက်ျားကိုဒီသတင်းကောင်းပြောပြဖို့ပြင်နေတော့မှာပဲသူ့အဖေနဲ့ဖုန်းပြောနေတာကိုအမှတ်မထင်ကြားလိုက်ရပါတယ်ကျွန်တော်ရှင်းရန်ချိန်ရန်အပေါ်ဘာစိတ်မှမရှိဘူးပြီးတော့သူမနဲ့ဘယ်တော့မှလည်းကလေးယူမှာမဟုတ်ဘူးအဖေသဘောကျလို့သာကျွန်တော်သူမကိုလက်ထပ်ခဲ့တာဒါကြောင့်ကျမလည်းကိုဝင်ရှိတဲ့အကြောင်းကိုချက်ချင်းပဲလှုပ်ဝက်ထားလိုက်ပြီးသူ့ကိုကွာရှင်းစာချုပ်လက်မှတ်ထိုးခိုင်းကနိုင်ငံခြားကိုတယောက်တည်းထွက်ခွာလာခဲ့ပါတယ်သူကတော့ကျမတို့ရဲ့စာချုပ်လက်ထပ်ပွဲတက်တန်းကုန်ဆုံးသွားပြီလို့ပဲထင်မှတ်ပြီးကျမကိုလုံးဝတားဆီးဖို့မကြိုးစားခဲ့ပါဘူး၄နှစ်ကြာပြီးတဲ့နောက်ဖျားနာနေတဲ့အဖိုးဖြစ်သူဆောင်ကွမ်းပစောင်းကိုလူနာမေးဖို့အတွက်အမွာလေးတွေကိုခေါ်ပြီးမိခင်နိုင်ငံကိုပြန်လာခဲ့ပါတယ်လူတင်ကျိုးလူတင်ခဲရဲ့အရင်ဆုံးတငယ်ချင်းချင်းချွန်းချင်းချန်ကကျမကိုချက်ချင်းမှတ်မိသွားပြီးကွာရှင်းပြီးကလေးကလူတင်ကျိုးတယောက်နောင်တတရားတွေနဲ့ပူလောင်နေခဲ့တာကိုရိပ်မိပါတယ်သူကကျမကို၄နှစ်ပတ်လုံးမနာတမ်းလိုက်ရှာခဲ့ပေမဲ့ဘာတဲလုံစားမှမရခဲ့ပါဘူးအခြေအနေကိုသိသွားတဲ့ချင်းချွန်းကလူတင်ကျိုးစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာလူတင်ကျိုးကအစည်းအဝေးလုပ်နေတာပါကျမအဖိုးဆောင်စီရောက်နေတဲ့အကြောင်းကြားချင်းပဲသူအစည်းအဝေးကိုချက်ချင်းဖျက်သိမ်းလိုက်ပါတယ်ပြီးတော့ဆေးရုံကိုတယောက်တည်းကားမောင်းလာပြီးအဖိုးဆောင်ရဲ့နာမည်ကိုမေးကလူနာဆောင်ကိုအမြန်ဆုံးရှာဖွေခဲ့ပါတယ်လူတင်ကျိုးကဘဲဘက်လက်မှာအားဆေးတွေကင်ထားပြီးညာဘက်လက်နဲ့တကားကိုခောက်လိုက်ပါတယ်အထဲကနေနူးညံ့ပြော့ပြောင်းတဲ့အတန်လေးနဲ့ဝင်ခဲ့ပါလို့ပြောလိုက်တဲ့အခါလူတင်ကျိုးရဲ့ရင်တွေတဒိမ့်ဒိမ့်ခုန်သွားပါတယ်ဒါဟာတကယ်ပဲရှင်းရန်ဖြစ်နေလို့ပါကျမကဆေးရုံကဆရာဝန်ထင်လို့လူတင်ကျိုးဖြစ်နေလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားဘူးကျမနှက်ခမ်းတွေဆေးရုံတင်စိတ်ထားနိုင်ပြီးအံ့ဩလွန်းလို့စကားတော်မဆိုနိုင်တော့ပါဘူးသူကဘလို့ဖြစ်ပြီးဒီနေရာကိုရုတ်တရက်ရောက်လာတာလဲ၄နှစ်တာကွဲကွာနေခဲ့ပေမဲ့သူကအရင်တိုင်းခံရနေတော့မယ်ပို့ပြီးတော့တည်ငြိမ်ရင်းကျက်လာတဲ့ပုံစံပေါက်နေပါတယ်လူတင်ကျိုးကပြုံးပြီးအထဲဝင်လာကအဖိုးနေမကောင်းဘူးကြားလို့ကျွန်တော်လာကြည့်တာပါလို့ပြောပြီးအားဆေးတွေကိုအနာကစာပွဲပေါ်တင်လိုက်ပါတယ်ကျမအံ့ဩနေတာနဲ့မတူပဲအဖိုးဆောင်ကတော့တည်တည်ငြိမ်ငြိမ်ပဲနှုတ်ဆက်ပါတယ်တင်ကျိုးမင်းကတကယ်ကိုသဘောကောင်းတာပဲလားထိုင်ပြီးစကားပြောကြတာပေါ့လူနာဆောင်ထဲမှာနှစ်ယောက်ထိုင်ဆိုဖာတစ်လုံးပဲရှိပြီးကျမကတစ်ဖက်မှာထိုင်နေတာပါကျမစိတ်လှုပ်ရှားပြီးအနေခက်နေတာကိုလူတင်ကျိုးတတိထားမိလို့သူကကျမရဲ့အနားမှာတင်လာထိုင်ပြီးကျမဘက်ကိုလှည့်ကြည့်လိုက်ပါတယ်လူတင်ကျိုးကပေါ့ပေါ့ပပလေးပြုံးပြပြီးမတွေ့ရတာကြာပြီးနော်လို့ဆိုပါတယ်ကျမလက်ဖွားကိုချစ်ပါအောင်ဆုပ်ထားရင်အတင်းအောက်ကြီးပြုံးလိုက်ပြီးမတွေ့ရတာကြာပြီးလို့ပြန်ပြောလိုက်ပါတယ်လူတင်ကျိုးကအဖိုးဆောင်နဲ့စကားပြောနေပေမဲ့သူ့ရဲ့အကြည့်တွေကကျမစီကိုပဲခဏခဏရောက်လာပါတယ်အဖိုးဆောင်ကသူကျမကိုကြည့်နေတဲ့အကြည့်တွေကိုရိပ်မိပြီးသူငါမြေမလေးကိုအခုထိရင်ထဲကမထုတ်နိုင်သေးဘူးပဲလို့တွေးနေမိပါတယ်ပြီးတော့ရှင်းရန်အနေနဲ့အနာဂတ်မှာဘလို့ရွေးချယ်မှုမျိုးလုပ်မလဲဆိုတာသိချင်နေပြီးသူမကွယ်လွန်ခင်မှာမြေမလေးပျော်ရွှင်စရာဘဝကိုပိုင်ဆိုင်သွားတာကိုမြင်ချင်နေရှာပါတယ်လူတင်ကျိုးကမိနစ်30ကျော်လောက်နေပြီးနောက်ပြန်ဖို့ထားလိုက်ပါတယ်အဖိုးကရှင်းရန်တင်ကျိုးကိုအောက်ထပ်အထိလိုက်ပို့ပေးလိုက်ဦးလေလို့ပြောပါတယ်ကျမမသွားခြင်းပေမဲ့လည်းလူတင်ကျိုးနဲ့တူလူနာဆောင်ပြင်ဘက်ကိုထွက်လာခဲ့ရပါတယ်ကျမတို့စင်ကြံလန်းအတိုင်းဘေးချင်းရှင်လျှောက်လာကြရင်လူတင်ကျိုးကရှင်းရန်ဒီနှစ်တွေအတွင်းဘလို့နေလဲလို့မေးပါတယ်အဆင်ပြေပါတယ်မင်းကောလူတင်ကျိုးကအရင်တိုင်းမှာပဲလို့ပြန်ဖြေပေမဲ့တကယ်တော့လူတင်ကျိုးတယောက်ဘာမှအဆင်မပြေခဲ့ပါဘူးကွာရှင်းပြီးလအနေငယ်ကြတဲ့အခါမှာသူ့ရဲ့စစ်မှန်တဲ့ခံစားချက်တွေကိုနောက်ဆုံးတော့သဘောပေါက်သွားပြီးညဘက်တွေဆိုအိတ်လို့မပြောတော့ပါဘူးသူကျမကိုနေတိုင်းတန်းတတိရနေခဲ့တာပါသူနှစ်ပေါင်းများစွာရှာဖွေခဲ့ရတဲ့သူကအခုသူ့ရှိတဲ့မှာရက်နေတာမို့လူတင်ကျိုးမှာပြောစရာစကားတွေအများကြီးရှိနေပေမဲ့ဘယ်ကနေစပြောရမှန်းမသိဖြစ်နေပါတယ်ကျမတို့ကအစတုန်းကလူကြီးချင်းပေးစားလို့လက်ထပ်ခဲ့ကြတာမို့စစ်မှန်တဲ့တန်ရောစင်မရှိခဲ့ကြပါဘူးလက်ထပ်ပြီးနောက်ပိုင်းသူကအမြဲအေးဆက်ပြီးအလန့်ကွာနေခဲ့တာပါကျမကသာသူ့ကိုရင်းနှီးအောင်အမြဲစကားသွားပြောခဲ့တာဖြစ်ပါတယ်ကျမတို့အတူတူအိတ်ခဲ့ကြတဲ့အဲ့ဒီညပြီးနောက်မှာတော့သူကဒီကိစ္စကိုလုံးဝလစ်လူရှုထားပြီးဘယ်တော့မှထပ်မပြောတော့ပါဘူးပြန်တွေးကြည့်ရင်အဲ့ဒါကသူထွက်ပြေးတိမ်းရှောင်နေခဲ့တာတသက်ပါပဲအဲ့ဒီအတိတ်ကအကြောင်းအရာတွေကြောင့်ပဲအခုကျမအနားမှာသူအနေခက်ပြီးစိတ်လှုပ်ရှားနေရတာဖြစ်ပါတယ်အဲ့ဒီတုန်းကကွာရှင်းဖို့အရင်တောင်းဆိုခဲ့တာကျမဖြစ်တာမို့သူကကျမဒီအိမ်တော်ရေးကိုလုံးဝလက်လျှော့သွားပြီလို့ပဲထင်ခဲ့တာပါတကယ်လို့သူပြန်ဆင်းပြေးခြင်းနဲ့ဆိုရင်စိတ်ဆောလို့မရပဲတဖြည်းဖြည်းချင်းပဲတွားရမယ်ဆိုတာသူကောင်းကောင်းသိနေပါတယ်ဆေးရုံအပေါက်ဝမှာယူမိသားစုရဲ့ကားဆရာကစောင့်နေပါတယ်ကျမခက်ဖွက်ဖွက်လေးပြုံးပြရင်သူကားပေါ်တက်သွားတာကိုကြည့်နေလိုက်ပါတယ်ဒီနေ့အဖိုးကိုလာကြည့်ပေးလို့ကျေးဇူးတင်ပါတယ်လို့ကျမကပြောတော့လူတင်ကျိုးကဒါကပြောနေစရာမလိုပါဘူးမင်းတခုခုလိုအပ်ရင်ကိုယ့်စီအချိန်မရွေးဖုန်းဆက်လို့ရတယ်တို့တွေကွာရှင်းထားပေမဲ့တငယ်ချင်းလိုသဘောထားလို့ရပါတယ်လို့ဆိုပါတယ်ကျမခေါင်းညိတ်ပြပြီးဆေးရုံအခန်းထဲကိုပြန်လှည့်အဝင်ပါပဲဂျီဝါယူကကျမရဲ့သားနဲ့သမီးလေးကိုခေါ်ပြီးအခြားတကားတစ်ခုကနေဝင်လာပါတယ်ကလေးနှစ်ယောက်ကကျမစီကိုအပြေးလေးရောက်လာကြလို့တစ်ဖက်တစ်ချက်စီခြိလိုက်ပြီးအထဲကိုရှောက်ဝင်ရင်စကားပြောလိုက်ပါတယ်ဂျီဝါယူနဲ့ပန်းချံမှာပြောခဲ့ကြလားတကယ်တော့ဂျီဝါယူကအဖိုးဆောင်စီလူနာမေးလာရင်ကလေးတွေကိုဆေးရုံဘေးကပန်းချံလေးစီခဏခေါ်သွားပေးတာဖြစ်ပါတယ်လူရဲ့ဘန်လေကားကြီးကတိတ်မဝေးတဲ့နေရာမှာရပ်ထားဆဲပါလူတင်ကျိုးကကျမကိုခီးမထွက်ခင်ခဏလေးဖြစ်ပိုကြည့်ကျင်သေးတာမို့ကားဆရာကိုမထွက်ခိုင်းသေးတာဖြစ်ပါတယ်ဒါပေမဲ့ယောက်ျားတစ်ယောက်ကကလေးနှစ်ယောက်ကိုခေါ်ပြီးကျမစီလျှောက်လာလိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားခဲ့ပါဘူးသူကျမတို့ပြောနေတာတွေကိုမကြားရပေမဲ့ကလေးတွေအပေါ်ကျမဆက်ဆံနေတဲ့ပုံစံကတကယ်မိခင်အရင်တစ်ယောက်လိုဖြစ်နေတာကိုမြင်လိုက်ရပါတယ်လူတင်ကျိုးကအဲ့ဒီယောက်ျားကသူမရဲ့လင်ယောက်ျားအစ်စ်လားလို့တွေးနေမိပါတယ်သူတို့၄ယောက်လုံးရေမောပျော်ရွှင်စွာစကားပြောနေကြတာဟာတကယ်ကိုနှွေးထွေးတဲ့မိသားစုပုံရိပ်လေးတစ်ခုပါပဲအဲ့ဒီခဏမှရင်ကြီးမားတဲ့နောက်တရားတွေကသူ့ကိုရိုက်ခတ်သွားပြီးနှလုံးသားတစ်ခုလုံးပရွက်စိတ်တိုက်ခံရတယ်လို့မျိုးအလွန်အမင်းနာကျင်လာကအသက်ရှူဖို့တောင်ခက်ခဲလာပါတယ်ကားဆရာကနောက်ကြီးမှန်ကနေတဆင့်လူတင်ကျိုးရဲ့မျက်နှာပြတ်သွားတာကိုမြင်တော့တခင်လေးနေလို့မကောင်းလို့လားခမရလို့တိုးတိုးလေးမေးရှာပါတယ်လူတင်ကျိုးကကုမ္ပဏီကိုပဲပြန်ပေါင်းတော့လို့အမိတ်ပေးလိုက်ပါတယ်လူတင်ကျိုးတယောက်အလုပ်တွေရှုပ်ပြီးလူအိမ်တော်ကိုပြန်ရောက်တဲ့အချိန်မှာတော့ညမောင်နေပြီဖြစ်ပြီးည9 နာရီလောက်ရှိနေပါပြီအလုပ်ကြံပဲသူ့ရဲ့ရင်ထဲကနာကျင်မှုတွေကိုခိတ္တမေ့ပျောက်စေနိုင်တာပါသူမျက်လုံးမိတ်လိုက်တာနဲ့ဆေးရုံကမြင်ကွင်းကခေါင်းထဲမှာထက်ခါတလဲလဲပြန်ပေါ်လာပါတယ်ရှင်းရန်ကအခြားလူတစ်ယောက်နဲ့လက်ထပ်ပြီးပြည့်စုံတဲ့မိသားစုလေးတစ်ခုပိုင်ဆိုင်သွားခဲ့ပြီးသူ
သူမဟာတစ်ချိန်ကသူ့ရဲ့ဇနီးဖြစ်ခဲ့မှုပေမဲ့သူတန်ဖိုးမထားခဲ့မိဘူးအခုတော့အားလုံးနောက်ကျသွားခဲ့ပါပြီဒါတွေအားလုံးကသူကိုယ်တိုင်လုပ်ခဲ့တဲ့အကျိုးဆက်တွေပါပဲစာပွဲတင်ပြီးအိမ်လေးကတော့တညလုံးလင်းနေခဲ့ပါတယ်မနက်ခင်းရဲ့နူးညံ့တဲ့အလင်းရောင်ကြီးကလိုက်ကာရီကြားကနေဖြာကျလာပါတယ်လူတင်ဂျိုးကသူ့နှစ်ဖူးကိုပုတ်တက်ရင်မျက်နှာတစ်ကအောက်ထပ်ဆင်းပြီးအမေရိကန်နာကော်ဖီခါးနှစ်ခွက်ကိုတောက်လိုက်ပါတယ်ပြီးတော့အချိန်မှန်ပဲအလုပ်သွားခဲ့ပါတယ်ခွဲစိတ်မှုအပြီးလဝက်ခွဲလောက်ကြာတဲ့အခါမှာတော့အဖိုးရဲ့ကျမကြီးကတဖြည်းဖြည်းကောင်းမွန်လာလို့ဆရာဝန်ကအိမ်ပြန်လို့ရပြီလို့ပြောပါတယ်ကျမရဲ့အကို kish နဲ့ကျမတို့ဆေးရုံကိုစောစောသွားပြီးအဖိုးကိုတွားကြိုခဲ့ကြပါတယ်ကားလေးကဆောင်းအိမ်တော်ရဲ့ခြံဝင်းတကားထဲဝင်လာပြီးကားပါကင်မှာရက်လိုက်တဲ့အခါကလေးနှစ်ယောက်ကအပြေးလွှားရောက်လာကြပါတယ်ကလေးတွေကစိတ်လှုပ်ရှားစွာနဲ့ဘိုးဘိုးကြီးလို့អော်ကြတာပေါ့အဖိုးဆောင်ကမင်းတို့နှစ်ယောက်ကတကယ်ကိုလိမ္မာတဲ့ကလေးလေးတွေပဲလို့ချီးမွမ်းရှာပါတယ်အရင်တုန်းကဆောင်းအိမ်တော်ကြီးဟာအိမ်စီတွေနဲ့အိမ်ထိမ့်မဲ့ရှိတာမို့ပြရခတ်ပြီးအေးဆက်တိတ်ဆိတ်နေခဲ့တာပါအဖိုးခမအိမ်မှာစကားပြောဖို့တော့မရှိခဲ့ပါဘူးအခုတော့မြင်းမလေးကအမွှာလေးတွေကိုခေါ်ပြီးအိမ်ပြန်လာတာမို့နောက်ဆုံးတော့တကယ်မိသားစုအိမ်ကြီးဟာလေးတစ်ခုလိုပြန်လဲနှွေးထွေးသွားခဲ့ပါပြီအဲ့ဒီညကလေးတွေကိုတိတ်ပြီးတဲ့နောက်ကျမကလေးတွေရဲ့အခန်းထဲကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်စင်ကြံလန်းမှာရက်နေတဲ့အိမ်ထိန်းကတိုးတိုးလေးတက်ပြောပါတယ်မမလေးအဖိုးဆောင်ကမမလေးကိုသူ့ရဲ့စာကြည့်ခန်းထဲမှာတွေ့ကျင်လို့တဲ့ခင်ဗျာ